ရီးမိတ်ဆွေများလုံးမင်္ဂလာပါဒီစင်ကာပူဘဝအိတ်တာဆေးရုံနေမှာလို့ဖို့အသက်အရွယ်ဘယ်လောက်ထိရလဲဆိုပြီးတော့ဒီမှာမေးထားတဲ့တယောက်ထပ်ပြီးတော့တွေ့လို့ပေါ့နော်ပြီးခဲ့တဲ့ဗီဒီယိုမှာလည်းကိုရီးရိုက်လိုက်တာ30အောက်ဆိုလို့ရှိရင်အဆင်ပြေတယ်ဆိုပြီးပြောလိုက်တဲ့အခါမှာဒီတချို့တွေကြတော့ဒီနာဆေးရုံဆေးရုံတွေမှာ40ကျော်ရတောင်မှလုံနေကြတာတွေ့တယ်ဆိုပြီးတော့လာပြီးတော့ပြောကြရည်လည်းရှိရပေါ့နော်ဒါကြောင့်မလို့ဒီ public မှာစကားပြောတဲ့အခါမှာအများကြီးကိုဆင်ခြင်ရတယ်ပေါ့နော်ဒီတော့ကြတော့ဒီကဒီမှာကြတော့လေကျွန်တော်တို့ကအသက်အရွယ်တစ်ခုတော့ရနေပြီ35 38 40ထိရနေပြီဒါပေမဲ့ကို့မှာလည်းဘာသာစကားနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်မှုရှိတယ်အလုံးနဲ့ပတ်သက်ပြီးတော့လည်းအတွေ့အကြုံတွေရှိတယ်ဆိုလို့ရှိရင်စူးစမ်းပြီးတော့မှ CV form တွေတင်လို့ရတယ်ရှောက်ကြည့်လို့ရပါတယ်ဒါပေမဲ့တချို့သော job offer တွေပေါ့နော်အလုပ်ခေါ်စာတွေမှာကျတော့အသက်ကတ်သက်ထားလေးတွေရှိတယ်ဥပမာ23အောက်တို့ပြီးလို့ရှိရင်28အောက်တို့40အောက်တို့ပေါ့နော်30ကျော်အောက်ပေါ့ဥပမာနေနဲ့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဝင်ပြီးတော့ရှောက်လို့မရဘူးဒါပေမဲ့ဒီအသက်ကန့်သက်ထားတာမရှိဘူးဆိုလို့ရှိရင်တော့စူးစမ်းပြီးတော့မှရှောက်ကြည့်ဒါပေမဲ့ employer ကနေကိုကို selected ဖြစ်တယ်ကိုကိုရွေးချယ်ခံရတယ်ဆိုလို့ရှိရင်တော့အဆင်ပြေသွားမယ်ပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့ကံပေါ်မှာလည်းမူတည်တယ်ကိုကကံကောင်းတယ်အသက်အရွယ်တစ်ခုတော့ရနေပြီအတွေ့အကြုံလည်းရှိတယ်ဘာသာစကားလည်းကျွမ်းကျင်မှုတွေရှိတယ်သူတို့ရဲ့ဒီ requirement နဲ့လည်းကိုက်ညီတယ်ပေါ့နော်သူတို့ရဲ့တောင်းဆိုမှုနဲ့လည်းကိုက်ညီတယ်ဆိုလို့ရှိရင်လောက်ရသွားတဲ့အခါမှာတော့အရင်ပြောစရာကြီးပေါ့နော်တော့အသက်အရွယ်ကန့်သက်ထားလားဆိုတော့ဟိုလိုမျိုးကြီးတိတိကျကျကြီးကန့်သက်ထားတာတော့မဟုတ်ဘူးပေါ့နော်ဒီတော့ကိုယ့်ရဲ့ကံပေါ်မှာလည်းမူတည်တယ်ဘာပဲဖြစ်ဖြစ်ကိုကအသက်အရွယ်တစ်ခုရနေပြီအတွေ့အကြုံလည်းရှိတယ်ဆိုရင်စူးစမ်းပြီးတော့မှရှောက်ကြည့်ပါအင်တာဗျူဝါကနေကိုကိုရွေးချယ်ခံရတယ်ဆိုရင်တော့ကိုယ့်အတွက်ကံကောင်းပါပေါ့နော်အဲ့လိုမျိုးပဲပြောလို့ရပါမယ်ဒီတော့ကျွန်တော်ကဘယ်နှစ်ကနေဘယ်နှစ်ကြားဆိုပြီးတော့ပြောလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ခုနပြောသလိုပဲ public မှာကလေကျွန်တော်တို့တစ်ခုခုပြောလိုက်တယ်ဆိုရင်ဒီလူ100ကြည့်တယ်ဆိုရင်အဲ့ဒီ100ကကိုလွှမ်းမိုးမှုတစ်ခုတိတိလေးဖြစ်ရသွားတာဖြစ်တဲ့အတွက်အတိအကျတော့ပြောလို့မရဘူးဒါပေမဲ့ကိုအနေနဲ့ပေါ့နော်ကိုမှာကအတွေ့အကြုံတွေရှိပြီးသားအလုပ်ပြောင်းကျင်တာပဲဖြစ်ဖြစ်အလုပ်သစ်ရှာတာပဲဖြစ်ဖြစ်စူးစမ်းပြီးတော့မှရှောက်ကြည့်ပါကိုရွေးချယ်ခံရတယ်ဆိုရင်ဒါကိုကတကယ်ကိုကံကောင်းတဲ့သူဖြစ်မှာပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်အဲ့လိုလေးပဲပြောလို့ရပါမယ်